အားချဖို့အကောင်းဆုံးမိန်းကလေးဖြစ်ဖို့အိမ်မက်တွေကိုဘလို့အကောင့်ထဲပေါ်မလဲလူတိုင်းမှာအိမ်မက်ကိုစီရှိပေမဲ့အဲ့ဒီအိမ်မက်တွေကိုလက်တွေ့ဖြစ်ပေါ်လာအောင်အကောင့်ထဲပေါ်နိုင်တဲ့သူကအရန်ကိုနေပါတယ်အားချရတဲ့အမျိုးသမီးတယောက်ဖြစ်ဖို့ခိုင်မာတဲ့စိတ်ဓာတ်နဲ့လှုပ်ဆောင်ချက်တွေလိုအပ်ပါတယ်လူတိုင်းရဲ့ဘဝအပေါ်မှာထားတဲ့ခံယူချက်နဲ့တန်ဖိုးထားမှုချင်းကတော့မတူပါဘူးအမျိုးသမီးတယောက်ဆိုတာကိုယ့်အိမ်မက်တွေကိုကိုယ်တိုင်လက်တွေ့တာဝန်ယူရတဲ့သူဖြစ်ရပါမယ်ရှင်ဘဝရဲ့ကိုယ်တွေ့ဖြတ်သန်းမှုတွေအရအချက်၃ချက်ကိုမျှဝေပေးပါမယ်နံပါတ်၁အိမ်မက်တွေကိုစိတ်ကူးနဲ့အရင်အကောင့်ထဲပေါ်ပါကျမငယ်ငယ်တွေကဘာဖြစ်ချင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းသိခဲ့ပါတယ်စိတ်ကူးထဲမှာလည်းအမြဲတမ်းပုံဖော်ကြည့်တယ်အိမ်မက်ဆိုတာကိုသွားချင်တဲ့ပန်းတိုင်းကိုမျက်စိနဲ့မြင်နေမှလမ်းပြောင်းမသွားမှာပါကိုတကယ်ဖြစ်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီအရာကိုတခြားသိအောင်လုပ်ပြီးမှအဲ့ဒီပုံရိပ်ကိုစိတ်ကူးထဲမှာအမြဲတမ်းရှင်သန်နေပါစေနံပါတ်1ချက်ကတော့အချိန်ဘလောက်ပဲကြာကြာလုံးဝလက်မလျှော့ပါနဲ့ဘဝအကြောင်းကြောင့်အိမ်မက်တွေကနောက်စိတ်လိုက်ရတာမျိုးတစ်ခါတည်းမှာမေ့နေတာမျိုးဖြစ်နေတတ်ပါတယ်ဒါပေမဲ့ဒါဟာအရှုံးပေးလိုက်တာမဟုတ်ပါဘူးရှင်ကျမရဲ့အိမ်မက်အချို့ဆိုရင်အနှစ်20ကျော်စောင့်ပြီးမှအကောင့်ထဲပေါ်ခဲ့ရတယ်ဒါတော့အချိန်ကအရေးမကြီးပါဘူးကိုယ်စိတ်ထဲမှာအဲ့ဒီအိမ်မက်တကယ်ရှိနေဖို့နဲ့ဒီအိမ်မက်ကိုတကယ်ဖြစ်လာဖို့အတွက်အခွင့်အရေးကိုမြင်အောင်ကြည့်နိုင်ဖို့နဲ့စောင့်စားနိုင်မှုစိတ်ရှည်မှုကအရန်ကိုအရေးကြီးပါတယ်နံပါတ်3ချက်ကတော့အခွင့်အရေးရတာနဲ့ရဲရဲဝံ့ဝံ့အကောင့်ထဲပေါ်ဆောင်ရွက်လိုက်ပါရှင်အိမ်မက်တွေကစိတ်ကူးတွေထဲမှာမဟုတ်ဘဲနဲ့လက်တွေခြေလမ်းတွေလမ်းဖို့အများကြီးလိုအပ်ပါတယ်ကိုယ်တိုင်ကအရေးချင်းတွေရှိအောင်ပြင်ဆင်ထားမယ်ဆိုလို့ရှိရင်အချိန်တန်လို့ရှိရင်ဒီအိမ်မက်တွေကလက်တွေတကယ်ဖြစ်လာမှာပါအောင်မြင်တဲ့အမျိုးသမီးတယောက်ဆိုတာကိုယ့်အိမ်မက်တွေကိုကိုယ်တိုင်လက်တွေတာဝန်ယူရတဲ့သူဖြစ်ရပါမယ်ရှင်ကျမရဲ့အနှစ်20ကျော်စောင့်ခဲ့ရတဲ့အိမ်မက်ကိုပြောမယ်ဆိုရင်လွန်ခဲ့တဲ့18နှစ်လောက်မှာမဂ္ဂဇင်းတစ်အုပ်ဖတ်ပူတယ်အဲ့ဒီမဂ္ဂဇင်းမှာဆိုလို့ရှိရင်မြန်မာနိုင်ငံစီးပွားရေးတက္ကသိုလ်နေပြီးတော့ MBA ဘွဲတွေကိုပေးနေပြီ MBA ဘွဲဆိုတာဘယ်လိုဘွဲအမျိုးအစားမျိုးလဲဘယ်လိုရည်ချင်းနေရှိရမလဲဘယ်သူတွေတက်လို့ရလဲဆိုတာကိုသူကဒီစောင်းပါတစ်ခုရေးထားတာကျမအဲ့စောင်းပါကိုငငယ်16နှစ်ဝန်းကျင်မှာဖတ်ပြီးတော့ကျမတစ်ချိန်ကြာလို့ရှိရင်ကဒီစီးပွားရေးတက္ကသိုလ်မှာပေါ့နော် MBA တက်ချင်တယ်ဆိုပြီးတော့ကျမစိတ်ကူးရင်ခဲ့တယ်အဲ့ဒီချိန်တုန်းက MBA တက္ကသိုလ် MBA ဝင်ဖို့ကအသက်30ကျော်လောက်ဝင်လို့ရမှာဆိုတော့ကျမအသက်18နှစ်လောက်ကလေးကစပြီးတော့ MBA ဘွဲလုပ်ချင်ခဲ့တယ်ဒီပြီးတဲ့အခါကျတော့MBA ဘွဲရဖို့အတွက်ကတော့ဘွဲတစ်ဘွဲအခြေခံတစ်ဘွဲလိုတယ်ပေါ့နော်ကျမဒါကိုလည်းရအောင်ယူမယ်ပေါ့ဒါဒီစိတ်ထဲမှာအဲ့ဒီဆောင်းပါကိုဖတ်နေလိုက်တဲ့အချိန်မှာကျမအုံနောက်ထဲဝင်သွားတာကျမဒီဘွဲကိုလိုချင်တယ်ဆိုတဲ့စိတ်ငငယ်လေးတွေကကျမဝင်သွားခဲ့တယ်ကျမဒီလိုပဲမေးပြောင်းနဲ့ဟိုတက္ကသိုလ်တွေတက်တယ်ပြီးတဲ့အခါကျတော့အလုပ်တွေဝင်လုပ်တယ်ပြီးတော့စီးပွားရေးတွေလုပ်တယ်ပေါ့ရှင်စီးပွားရေးတွေလုပ်တဲ့အခါမှာဆိုလို့ရှင်လေကျမကအောင်မြင်ခဲ့တဲ့စီးပွားရေးတွေရှိသလိုမအောင်မြင်မဲနဲ့ကျမနောက်ဆုတ်ခဲ့ရတဲ့စီးပွားရေးတွေလည်းရှိတယ်ဒီလိုမျိုးမအောင်မြင်မှုတွေကြုံတဲ့အခါကျတော့ကျမအုံနောက်ထဲကိုပြောင်းဝင်လာတာကျမငငယ်လေးကဖြစ်ချင်တဲ့စီးပွားရေးပညာကိုဘာကြောင့်ဆက်ပြီးတော့မလေ့လာလဲပေါ့နော်ကျမအဲ့လိုမျိုးစိတ်ကူးဝင်ခဲ့တယ်စိတ်ကူးဝင်ပြီးတော့ကျမဒီ MBA ကိုတက်ဖို့အတွက်ကိုဆိုရင်အသက်30ကျော်မှပေါ့နော်အသက်30ကျော်မှဒီ MBA ကိုတက်ဖို့အတွက်ကိုကျမထပ်ပြီးတော့စုံစမ်းခဲ့တယ်စုံစမ်းခဲ့တော့ကျမနိုင်ငံခြား MBA တွေလည်းအများကြီးစုံစမ်းတယ်ပြီးတဲ့အခါကျတော့မြန်မာပြည်ရဲ့ MBA ကိုလည်းကျမစုံစမ်းတယ်မြန်မာပြည်ရဲ့စီးပွားရေးတက္ကသိုလ်ရဲ့ MBA ကိုလည်းကျမဝင်ခွင့်ဖြည့်ခဲ့တယ်ဒါပေမဲ့ကျမဝင်ခွင့်မရပါဘူးဒီတော့ကျမအမ်ရှုံနိုင်ငံခြားကMBA ဘွဲတစ်ခုကိုကျမအားရအောင်ယူခဲ့တယ်ပေါ့နော်ကျမအခက်အခဲတွေကြားကနေပြီးတော့ရအောင်မရအောင်ယူခဲ့တယ်ဘာပြောချင်တာလဲဆိုကျမလွန်ခဲ့တဲ့ငယ်စဉ်ကတည်းကမှတ်ခဲ့တဲ့အိမ်မက်ကိုကျမလုံးဝဒီနှစ်တွေဘလောက်ပဲကြာကြာပေါ့နော်ကျမမေ့မသွားဘူးကျမဒီဘွဲကိုကျမလိုချင်တဲ့စိတ်ကအဲ့ချိန်တွေကမြင့်တွေ့ခဲ့တဲ့အတွက်ကိုကျမနှစ်ပေါင်း20ကျော်မှာကျမရေးပညာဘွဲကိုကျမရအောင်ယူခဲ့တယ်အိမ်မက်တွေကိုအကောင့်ထဲပေါ်တဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်ပေါ့နော်ဒါဒီလိုမျိုးအများကြီးအိမ်မက်တွေမှတ်ခဲ့ပြီးတော့ကျမအကောင့်ထဲပေါ်ခဲ့တာတွေလည်းအများကြီးရှိတယ်နောက်ကျုံတဲ့ခါကျရင်ပြပြပေးမယ်အောင်မြင်တဲ့အမျိုးသမီးတယောက်ဖြစ်ဖို့မြင်မှုဆိုတာသူများနဲ့မတိုင်တာပါဘူးကိုယ်တိုင်နဲ့ပဲတိုင်တာတယ်ကိုကကိုကကျင်းနဲ့နေပြီကိုကနှစ်သက်နေပြီဆိုလို့ရှိရင်ကိုရဲ့အခြေအနေတစ်ခုကိုလက်ခံပြီးတော့ကျင်းနဲ့ပျော်ရွှင်နေတာလေကိုရဲ့အောင်မြင်မှုတစ်ခုပါပဲဒီကနေကြည့်နေတဲ့အမျိုးသမီးမိတ်ဆွေတွေကိုလည်းခွန်အားပေးချင်တာကကိုအိမ်မက်တွေရှိတယ်ကိုအိမ်မက်ပန်းတိုင်ကိုသွားချင်တယ်ဆိုရင်အားမလျှော့ပါနဲ့ဒီချိန်မှာမပြည့်စုံသေးဘူးဥပမာအဖြစ်ဆိုလို့ရှိရင်ကိုသွားချင်တဲ့နိုင်ငံတစ်ခုကိုအိမ်မက်နိုင်ငံကိုရအောင်သွားဖို့ဆိုလို့ရှိရင်လည်းအခုချိန်မှာမပြည့်စုံသေးဘူးဆိုပေမဲ့လည်းကိုရဲ့လိုအပ်ချက်တွေကိုကိုကပြည့်အောင်ဖြည့်ပြီးတော့ကိုရဲ့လိုအပ်ချက်တွေဥပမာအဖြစ်ဗီဇာတွေလိုအပ်နေတာလားဒီအလုပ်ခံထောက်ခံစာတွေလိုအပ်နေတာလားငွေစုဖို့လိုနေတာလားဘတ်စတိတ်မန့်တွေလိုနေတာလားစတာတွေကိုလည်းကိုကအချိန်တစ်ခုယူပြီးတော့စနစ်တကျဆောင်ရွက်မယ်ဆိုရင်ကိုရဲ့အိမ်မက်ပန်းနိုင်တွေကိုအကောင့်ထဲပေါ်နိုင်မှာဖြစ်ပါတယ်ပြီးတော့ကိုအိမ်မက်တွေအများကြီးရှိတယ်အချင်းကိုလည်းမအချင်းသေးဘူးစပြီးတော့အကောင့်ထဲပေါ်ဖို့ဆိုရင်အဲဒီစာလို့စီမှာ Pro Traveler Package ရှိပါတယ်ဒီ package ကိုလေ့လာခြင်းအပြင်ကိုရဲ့ဗီဇာလိုအပ်ချက်တွေကိုသိရမှာဖြစ်ပြီးတော့ဒီအတွက်ကိုအစင်းသင်ပြင်ဆင်ထားလို့ရတယ်ကိုတကယ်66ကိုအစင်းသင်ဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင် agency ကိုအားကိုးဖို့မလိုပဲနဲ့ကိုယ်တိုင်ပဲရှောက်တက်ချင်တယ်ဆိုလို့ရှိရင်ဒီ package ကကိုလိုအပ်တဲ့အချိန်တိုင်းအတွက်အစင်းသင်ဖြစ်နေမှာဖြစ်ပါတယ်ဗီဇာအခုချိန်မှာဆိုလို့ရှိရင်ဗီဇာတစ်ခုရှောက်မယ်ဆိုရင်အနည်းဆုံးအပြင်6သိန်းကျော်မြန်မာငွေ6သိန်းကျော်ကုန်ကြတယ်ဒီ Pro Traveler Package ကိုလေ့လာပြီးတော့ကိုယ်တိုင်ဗီဇာရှောက်တက်မယ်ဆိုလို့ရှိရင်တော့1900ကျပ်ထက်နဲ့ဒီဝန်ဆောင်မှုတွေပုံလို့ရမှာဖြစ်ပါတယ်ကိုယ်တိုင်အိမ်မက်တွေကိုကိုယ်တိုင်အကောင့်ထဲပေါ်ဖို့စူးစမ်းနေတဲ့သူတွေအတွက်ကိုဆိုရင်အိစာတို့ကအကောင့်ဆုံး support ပေးတဲ့ဝန်ဆောင်မှုတစ်ခုအနေနဲ့ Elisa Travel Tour ကဖန်တီးထားတဲ့ Pro Traveler Package ဖြစ်ပါတယ်။အခုပဲElisaတို့စီကိုဖုန်းခေါ်ပြီးတော့ Pro Traveler Package ကိုဝယ်လိုက်ပါရှင်။အားလုံးနဲ့အဆင်ပြေပြေနဲ့ခီးတွေအများကြီးတွားနိုင်ကြပါစေရှင်Elisaပါ။